မင်္ဂလာပါအခုနေ့လေပိုင်းကရှင်ပြန်ကစားခဲ့တဲ့ကျွန်တော်တို့မြန်မာမျိုးသမီးယူစကိုအသင်းနဲ့ထိုင်းယူစကိုအသင်းတို့ရဲ့ပြိုင်ပွဲအခြေအနေတွေကြောင့်နည်းနည်းလေးပြန်ပြီးတော့ပြောချင်ပါတယ်ဆိုတော့ဒီပြိုင်ပွဲမတိုင်ခင်ကျွန်တော်ပွဲကြိုသုံးသက်ချက်တစ်ခုအနေနဲ့ဒီအကြောင်းလေးပြောထားတာရှိပါတယ်ဆိုတော့ဒီမှာဗာပြောထားလဲဆိုတော့ကျွန်တော်မြန်မာမျိုးသမီးယူစကိုအသင်းအနေနဲ့အရှိတောင်အာရှဒေသတွင်းမှာ BNN နဲ့ထိုင်းကိုရှင်နိုင်ဖို့အတွက်လက်ရှိအခြေအနေထိမရောက်လာသေးဘူးဆိုတော့ဒါကလည်းမြန်မာဘောလုံးပရိသတ်တွေအနေနဲ့အားမလို့အားမရဖြစ်ရပြီးတော့မဖြစ်ချင်ဆုံးအရာတစ်ခုလိုပဲပြောမှာပေါ့လေဆိုတော့ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာအသင်းတွေအနေနဲ့ထိုင်းနဲ့ဗီယက်နမ်အသင်းတွေကိုရှင်နိုင်ဖို့အတွက်ဆိုလို့ရှိရင်တော့အခြေအနေတစ်ခုကနည်းနည်းလေးကွာခြားနေပြီးတော့တော်တော်လေးအချိန်ယူအောင်မယ်လို့တော့ကျွန်တော်တို့ထင်ပါတယ်ဆိုတော့ဒီနေ့ဆီမီဖိုင်နယ်အဖြစ်ရှင်ပြိုင်ကစားခဲ့တဲ့2025အာဆီယံမျိုးသမီးယူစကိုချန်ပီယံရှစ်ပြိုင်ပွဲမှာထိုင်းမျိုးသမီးယူစကိုအသင်းကမြန်မာမျိုးသမီးယူစကိုအသင်းကို9ဂိုး2ဂိုးနဲ့နိုင်လိုက်တယ်နိုင်ပြီးတော့ဘောလုံးဝက်တက်သွားတာပေါ့ဗျာကျွန်တော်မြန်မာအသင်းကတော့တတိယလူပွဲပဲဆက်ပြီးတော့ရှင်ပြိုင်ကစားရတော့မှာပေါ့ဆိုတော့ဒီပြိုင်ပွဲကိုကြည့်မယ်ဆိုရင်နိပြဒေါ်သက်သက်ဝင်းအနေနဲ့ထိုင်းအမျိုးသမီးယူစကိုအသင်းကိုအနိုင်ယူပြီးဘောလုံးပွဲကိုတက်နိုင်ဖို့အတွက်စိတ်ဆန္ဒတစ်ခုတော့ရှိကောင်းရှိနေလိမ့်မယ်ဒါပေမဲ့ထိုင်းမျိုးသမီးအသင်းကိုအနိုင်ယူဖို့နိဗျူဟာကောင်းနေနဲ့ပြိုင်ပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက်အကောင်းဆုံးချင်းကပ်မှုတွေသူ့မှာရှိနေခဲ့ဘူးဘာလို့ဆိုတော့ဒီနေ့မိုးလင်းပိုင်းမှာရှင်ပြန်ကစားခဲ့တဲ့ပွဲကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သိတာပါဆိုတော့ကျွန်တော်တို့ပြိုင်ပွဲကဒါကြည့်လိုက်တဲ့လူတွေဆိုလို့ရှိရင်လည်းသိမှာပါဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာမိုးတွေတဲကြီးမကြီးရွာသွန်းတဲ့အခြေအနေတစ်ခုမှာဘောလုံးကွင်းထဲမှာရေတော်တော်များများရှိနေပြီးတော့နှစ်ဖက်အသင်းကစားသမားတွေနဲ့တော်တော်လေးဘောလုံးအပေးယူရှင်ပြိုင်ကစားတဲ့အခါမှာခက်ခက်ခဲခဲရှင်ပြိုင်ကစားခဲ့ရတာကိုလည်းတွေ့ရပါတယ်ဆိုတော့ဒီအခြေအနေတစ်ခုမှာတစ်ဖက်ကထိုင်းအမျိုးသမီးအသင်းအနေနဲ့အကောင်းဆုံးဆွမ်းဆောင်နိုင်ခဲ့ပြီမြန်မာအသင်းကတော့ဒီမိုးရွာသွန်းတဲ့အခြေအနေတစ်ခုပေါ်မှာလဲဒါအကောင်းဆုံးကစားနိုင်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်ဆိုတော့နောက်တစ်ခုကတော့ပြိုင်ပွဲတစ်ပွဲကိုချင်းကပ်တဲ့အခါမှာသူတို့ဒီပြိုင်ပွဲကိုအနိုင်ရဖို့အတွက်ဘယ်လိုကြော်ဖြတ်မလဲဆိုတော့နိဗျူဟာဘိုင်းနေမှာထိုင်းနိပြအဖွဲ့တွေကပို့ပြီးတော့တာသွားတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီပွဲမတိုင်ခင်ကျွန်တော်ပြောခဲ့တာကတော့ကျွန်တော်မြန်မာယူစကိုအသင်းနေနဲ့အုပ်စု A ရဲ့အဖွင့်ပွဲမှာအင်ရှင် BNN ကို2ဂိုးပြတ်နဲ့ရှုံးလိုက်ကြတဲ့ကူကဒါဆိုလို့ရှိရင်တော့အရှိအောင်အရှာမှာကျွန်တော်ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့ထိုင်းနဲ့ BNN အသင်းနေနဲ့အတွေ့မှာမြန်မာအသင်းရဲ့စွမ်းဆောင်မှုတွေကဂိုးပြတ်ရက်လက်တွေနဲ့ရှုံးနေသေးပဲဆိုတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့စီးဖိုင်နယ်မှာထိုင်းနဲ့တွေ့မယ်ဆိုတဲ့အခြေအနေတစ်ခုမှလည်းတေးကြတဲ့ဒါကမြန်မာအသင်းအတွက်ဘောလုံးပွဲကိုတက်ဖို့ဆိုတာတော့ထိုင်းကိုကြော်ဖြတ်နိုင်လိမ့်မယ်လို့ကျွန်တော်လည်းမထင်ပါဘူးထင်ထားတဲ့အတိုင်းပဲထိုင်းမျိုးသမီးတင်ရပဲအနိုင်ရပြီးတော့ဘောလုံးပွဲကိုတက်သွားတယ်စောစောပြောသလိုပေါ့မြန်မာမျိုးသမီးယူစကိုအသင်းမှာနီးပြအဖွဲ့ဝင်တွေရဲ့နီးပြူဟာဘိုင်းတွေနီးစနစ်ပိုင်းတွေပြီးတော့ဘောလုံးကစားသမားတွေရဲ့ဆွမ်းဆောင်မှုတဦးချင်းဆွမ်းဆောင်မှုဘိုင်းတွေမှာထိုင်းကိုဘယ်လုံးမှမရှင်းတာပဲနဲ့ပထမဘိုင်းမှာတင်၄ဂိုးပြတ်ဆိုတဲ့ရက်လက်နဲ့ရှုံးနေခဲ့တယ်လို့ဒုတိယဘိုင်းမှာလည်းပဲထိုင်းအသင်းရဲ့ဖိအားပေးမှုအောက်မှာပဲရှင်ပြိုင်ကစားခဲ့ပြီးတော့69မိနစ်လောက်မှာဒါထိုင်းအမျိုးသမီးအသင်းကနောက်ထပ်အနိုင်ဂိုးတစ်ခုထပ်သွင်းခဲ့တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီပွဲမှာအဓိကချီးကျူးရမှာကတော့မြန်မာအသင်းရဲ့တိုက်စစ်မှုစုစုထွေးဖြစ်ပါတယ်ဒီကစားသမားကတော့ကျွန်တော်တို့လာအိုအသင်းကို6ဂိုးကုန်ရှိနဲ့အနိုင်ရရှိလိုက်တဲ့ပွဲမှာလည်းသူ့ရဲ့သွင်းဂိုး2ဂိုးပါဝင်ပတ်သက်ခဲ့တယ်လို့အခုပွဲမှာလည်းသူ့ရဲ့သွင်းဂိုး2ဂိုးနဲ့အတူဒီမိုလက်စတီအသင်းနဲ့ပွဲမှာလည်းပဲသွင်းဂိုး2ဂိုးရအောင်ဆွမ်းဆောင်ခဲ့တယ်လက်ရှိပြိုင်ပွဲတစ်လျှောက်လုံးမှာသွင်းဂိုး4ဂိုးထိသွင်းပြီးတော့ထိုင်းနဲ့ဗီယက်နမ်ကစားသမားတွေရဲ့နောက်မှာဒုတိယမြောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့ရပ်တည်ထားနိုင်တာကိုတွေ့ရပါတယ်ဆိုတော့အခု
ယူစကိုပြိုင်ပွဲမှာမြန်မာလေရွေးစီအတင်းရဲ့ကစားမားတွေဆွတ်ဆောင်မှုတွေကိုကြည့်မယ်ဆိုရင်စုစုထွေးကကျွန်တော်တို့အဓိကထားစောက်ကြည့်ရမယ်မျိုးဆက်တစ်လူငယ်တူဦးအနေနဲ့တွေ့ရတာဖြစ်ပါတယ်ဆိုတော့မြန်မာယူစကိုအတင်းအနေနဲ့ဘယ်လိုပဲဖြစ်ဖြစ်ထိုင်းကိုတော့9 ဂိုးဆိုနေရှုံးနေပြီးတော့ဒါတတိယနေရာလူပဲဖြစ်အင်ဒိုနီးရှားအတင်းနဲ့တွေ့ဆုံတော့မှာဖြစ်ပါတယ်ဆိုတော့တစ်ဖက်ကအင်ဒိုနီးရှားနဲ့ BNN အတင်းတို့ရဲ့ semi final နဲ့ပွဲစဉ်မှာလဲ BNN အတင်းက4 ဂိုးကိုမရှိဆိုတဲ့ရလနဲ့အနိုင်ရပြီးတော့သူတို့ထုံးစံအတိုင်းပဲအာဆီယံဒေသတွင်းမှာဖြစ်နေကြထုံးစံအတိုင်းပဲဘူလူပွဲကိုတက်သွားတယ်ဘူလူပွဲမှာထိုင်းနဲ့ BNN နဲ့တွေ့မယ်ကျွန်တော်မြန်မာမျိုးသမီးယူစကိုအတင်းကတော့တတိယနေရာလူပွဲဖြစ်အင်ဒိုနီးရှားယူစကိုအတင်းနဲ့ထပ်ပြီးတော့ရှင်ပြိုင်ကစားအောင်ပါလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့မြန်မာလက်ရွေးစင်ကစားမတွေအနေနဲ့ရှေ့တောင်အာရှဒေသအတွင်းမှာလာအိုတို့တီမောလက်စတေတို့ကမ်ဘောဒီးယားတို့ဖိလစ်ပိုင်တို့ဒီလိုအသင်းတွေကိုဂိုးပြရလက်ဒီနဲ့အနိုင်ယူပြီးတော့ရက်လက်ကောင်းနေတာကိုကျွန်တော်တို့ကကျင်းနေနေလို့တော့မရပါဘူးအထူးသဖြင့်တော့လက်ရှိအာဆီယံဒေသတွင်းမှာဆိုရင်ထိုင်းနဲ့ BNN အသင်းတွေကကျွန်တော်တို့မြန်မာအသင်းကိုပြိုင်ဘက်အသင်းတစ်သင်းလို့တောင်မတတ်မှတ်ဘဲနဲ့ကျွန်တော်တို့ထက်တဆင့်နေတဲ့အသင်းတစ်သင်းအနေနဲ့မြင်ထားပြီးတော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကတော့ကျွန်တော်တို့ရဲ့အဓိကပြိုင်ဘက်ကဒေသတွင်းမှာစောစောပြောတဲ့လာအိုတို့တီမောလက်စတီတို့တော့ငါတို့အမြဲတမ်းနိုင်တယ်ဒါပေမဲ့ထိုင်းတို့ BNN တို့အတွေ့တွေမှာတော့ဂိုးပြရလက်တွေနဲ့ပဲရှုံးခဲ့တယ်ပေါ့လို့ဆိုတော့ပြိုင်ပွဲတိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်မျိုးသားအသင်းမှာရောမျိုးသမီးအသင်းမှာရောဒီလိုရလက်မျိုးတွေနဲ့ပဲရှုံးတယ်လို့စောစောပြောတဲ့နီးပြတွေရဲ့နီးပြအပိုင်းတွေပေါ့ပြိုင်ပွဲရှင်ပြိုင်နေတဲ့ကစားမတွေရဲ့တူးချင်းဆွတ်ဆောင်မှုတွေအပေါ်မှာပါကွာခြားမှုတွေကိုပြိုင်ပွဲတွေအတွင်းမှာကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာလည်းမြန်မာဘောလုံးအဆင့်အတန်းနဲ့မြန်မာကစားမတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ်အာဆီယံဒေသတွင်းကပြိုင်ပွဲအသင်းတွေနဲ့ရှင်ပြိုင်နိုင်စွမ်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်topic လေးတွေပြောတော့ဖို့ရှိပါတယ်ဒါတော့နောက်ဗီဒီယိုတွေမှာဆက်ပြီးတော့ကြည့်ရှုပေးဖို့လည်းပြောချင်ပါတယ်အခုဒီနေ့ကတော့ကျွန်တော်တို့မြန်မာနဲ့ထိုင်းအမျိုးသမီးယူစကိုအသင်းတွေစင်ဖက်နဲ့ပွဲစဉ်အကြောင်းလေးကိုနည်းနည်းလေးအချင်းချုပ်ပြီးတော့ကျွန်တော်ပြောခဲ့တာပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်တော့မြန်မာအသင်းကကျွန်တော်တို့ဒါထိုင်းကိုရှုံးသွားတယ်တတိယနေရာလိုပဲဖြစ်အင်ဒိုနဲ့တွေ့မယ်ဘိုလူပွဲမှာတော့ထိုင်းနဲ့ BNN မျိုးသမီးတင်းတို့ထိတိုက်တွေ့ဆုံနေပြီးတော့လာမယ့်ဇွန်လ18ရက်နေ့မှာပြိုင်ပွဲနှစ်ခုလုံးရှင်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်โอเคကျွန်တော်ဒီနေ့တော့ဒီလောက်နဲ့ပဲအချင်းယုံလေးတင်ဆက်ပေးလိုက်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းမြန်မာဘောလုံးလောကရဲ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ပြည်တွင်းမြန်မာပြိုင်ပွဲတွေအကြောင်းကိုတင်ဆက်ပေးသွားဖို့ရှိတယ်လို့မြန်မာဘောလုံးအဆင့်အတန်းအာဆီယံဒေသတွေရဲ့ဘောလုံးအဆင့်အတန်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသုံးသပ်သွားမယ့်ဗီဒီယိုအစီအစဉ်တွေလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုစောင့်ကြည့်ဖို့အတွက်ဆိုလို့ရှိရင် follow လုပ်ထားပေးပါ share ထားပေးပါဒါလေးတွေပြောကြရင်လည်းကျွန်တော်အခုဒီဗီဒီယိုကနေပြီးတော့နှုတ်ဆက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်